မာကြီးကနေပြီးတော့စပြီးတော့နော်ဟိုဆေးလူတန်းတဲ့လူတွေပေါ့ဒါခုနှစ်သားသမီးလူတဲ့လူငွေနဲ့ဒါရက်တည်နေရတာလေအားကြောင့်အလူရှင်တွေကြမ်းပါပါစေချမ်းသာပါစေဒီကလည်းလူနန်တန်းနိုင်ပါစေဟုတ်ပေးတယ်ဆိုတော့ပြပါလိမ့်မယ်ကဲအဖွာအလူရှင်တွေကိုဆူတောင်းစကားလေးပြောလိုက်အောင်နော်ကျေးဇူးရှင်ကြောင့်ချမ်းသာပါစေလို့ရက်ပါဆုလိုက်ပါစေဘောဆူတောင်းလို့ရောလူကျမ်းမာချမ်းသာပါစေဒီကမကလည်းလူနန်တန်းနိုင်ပါစေကဲအဖွာပြောတယ်ကျမ်းမာပါစေချမ်းသာပါစေဒါရသူကစိုက်တတ်ကူကနှစ်ပြားလို့ဖွင့်နေပြည်စုံကြဟုတ်ဆိုတော့အလူရှင်တွေလူမရှိကရက်တည်လို့ရပါလေအားကြောင့်ပါဘာလို့ချမ်းသာပါလေဒီစင်လေးညညတဲ့သူနဲ့တိုင်းနိုင်ပါစေလို့ကျမ်းမာထီပါနိဗ္ဗာန်ရောက်နိုင်ကြပါစေကဲအမကြီးရောဆူတောင်းစကားလေးပေါ့ဗျာကိုတက်တာလေးရပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေနော်စကားတင်ဒါနမကချမ်းသာပါလေဒီစင်ဒီချက်မကနိုင်တိုင်းနိုင်ပါစေဒါလည်းသိပြီးပါစီဒါနမကလုံနိုင်ပါစီဟုတ်မကြီးရောအားဒါလူရှင်လေးကျမ်းမာပါစေချမ်းသာပါစေဒီချက်မကလူနဲ့တိုင်းနိုင်ပါစေလူတွေကများတယ်နော်လူတွေကတပိပိချင်းပုံများလာပြီဒီလိုလူနိုင်ပါစေဟုတ်လူရှင်နေနော်မကြီးနိုင်ပါစေတန်းနိုင်ပါစေဒီချက်မကလူနိုင်ပြီးတော့နိဗ္ဗာန်ထီပေါင်းနိဗ္ဗာန်ရောက်ပါစေပြီပေါ့နော်ကိုတက်တယ်ဟာဒါခုနှစ်သားသမီးလှူဒန်းလာတဲ့အလူငယ်ခုနှစ်သားသမီးလှူဒန်းလာတဲ့အလူရှင်တွေကိုနည်းနည်းဆူတောင်းစကားလေးအဲ့လိုနေအောင်ကြားမစားလားဟုတ်မကြီးလည်းလှူထားတာပဲနော်ခုနအားဆူတောင်းစကားလေးပြောပြပါဦးနော်အဲ့တော့ကျမချမ်းသာပါရပါတယ်နော်ကဲမကြီးနည်းနည်းဆူတောင်းစကားလေးပြောပေးဦးလူရှင်ဒီကျမ်းမာချမ်းသာပါစေအဖွာရောကျမ်းမာချမ်းသာပါစေဟုတ်ကဲမကြီးရှေးလူရှင်တွေကိုမကြီးဆူတောင်းစကားလေးရတယ်ဒီကဆန္ဒတွေပြေဝပါစေဟုတ်ကဲကောင်းလာပဲနော်ရှေးလူရှင်ကြီးပြည့်တယ်သမီးအားသမီးရကြမှာပဲချမ်းသာပါစေဟုတ်အဘဟောအခုလိုလူအကြီးကြောင့်ဟုတ်စီးတဲ့စီးတဲ့စားတဲ့တဘူတွတ်တက်ပါစေကျမ်းမာကြပါစေဆူတောင်းကောင်းတယ်နော်ဟုတ်ပြပါပါဒီလိုဆိုမှပြေဟုတ်ဒီဘက်မှာလဲနည်းနည်းရှိသေးတယ်ဒီဘက်မှာဆရာဗီဒီယိုတွေကြည့်နေတယ်ကဲမိုင်းဆေးလူရှင်တွေနဲ့ဆူတောင်းစကားလေးပြောပြပါဦးကျမ်းမဆက်ပါပါစေဒီလိုဆက်တော့ပါစေဟုတ်အေးလူရှင်ပရာဟိတတခွေတော့အေးချမ်းပါစေစားရတဲ့ဘူလူနန်တန်းနိုင်ပါစေကျမ်းမှာတက်ရှိ